သူမြင်တော့လုံးမင်္ဂလာပါကျွန်တော်တို့မြန်မာ Game Official Channel မှာပြန်လည်ကြိုဆိုပါရစေဟုတ်ကဲ့ကျွန်တော်ဒီနေ့ဗီဒီယိုမှာရှင်းပြတော့မှာကကျွန်တော်တို့စောင့်နေတဲ့ Truck Simulator Indonesia Game 8နောက်ဆုံး update ဖိုင်တဲ့ version 1.1 လေးကို OBB ပါတဲ့ game ကိုဘယ်လို download လုပ်ပြီးတော့ဆောက်လို့ရမလဲဆိုတော့ကျွန်တော်ဒီဗီဒီယိုမှာသင်ဆက်ရှင်းပြတော့မှာဖြစ်ပါတယ်ဟုတ်ကဲ့ OBB Plus APK game ကိုဘယ်လို download လုပ်ပြီးတော့ဆောက်ရမလဲဆိုတာကျွန်တော်အသေးစိတ်ရှင်းပြတော့မှာမလို့ဒီ game လေးကိုဆောက်ရှင်တဲ့ရင်ကိုတော့ဗီဒီယိုလေးကိုအဆုံးထိချက်ဖို့အလုံးကိုထောင်းဆိုရှင်းပါတယ်ဟုတ်ကဲ့ကျွန်တော်ဗီဒီယိုဆက်လိုက်ပါမယ်ရင်ကိုတော့ကျွန်တော်နဲ့အတူဗီဒီယိုလေးကိုအဆုံးထိချက်လိုက်မယ်ဆိုရင်အလုံးအစားပေးစွာလုပ်လို့ရမှာဖြစ်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ကိုလို file လေးကို download လုပ်ဖို့တော့ video ကြီး command ရတဲ့နေရာလေးကိုနှိပ်လိုက်ပါဒီနေရာလေးဖိတ်ပါတယ်ဟုတ်ကဲ့ဒီမှာ command ရတဲ့နေရာလေးကိုနှိပ်ပြီးတော့ one လိုက်ပါမယ်ဒီလေးကိုနှိပ်ပြီးတော့ one လိုက်မယ်ဆိုရင်ကျွန်တော်အပေါ်ဆုံးမှာ link တစ်ခုတွေ့ရှိမှာဖိတ်ပါတယ်ဒီ link လေးဖိတ်ပါတယ်ဟုတ်ကဲ့ဒီမှာရှိတဲ့ link လေးကိုနှိပ်လိုက်ပါအဲ့ဒါလေးနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်မှဒီလိုပေါ်လာပါမယ်ဒီလို website တစ်ခုပေါ်လာပါမယ်ဒါလေးကိုကျွန်တော်ဆွဲလိုက်မယ်ဆိုရင်အောက်မှာအနေရောင်နဲ့ download ဆိုပြီးတော့ရှိပါတယ်ဟုတ်ကဲ့ဒီနေရာမှာအနေရောင်နဲ့ download ဆိုပြီးတော့ရှိပါတယ်ဒီအနေရောင်နဲ့ရှိတဲ့ download နေရာလေးကိုနှိပ်လိုက်ပါဟုတ်ကဲ့ဒီလိုပေါ်လာပါမယ်ဒီလိုပေါ်လာပြီဆိုရင်ကျွန်တော်ဒီမှာအပြာရောင်နဲ့ file တစ်ခုရှိပါတယ် Bus Truck Simulator Indonesia ဆိုပြီးတော့ဒီအပြာရောင်နဲ့ရှိတဲ့ file လေးကိုနှိပ်လိုက်ပါဟုတ်ကဲ့အဲ့ဒါလည်းနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်မှဒီလိုပေါ်လာပါမယ်ဒီလိုပေါ်လာပြီဆိုရင်ဒီမှာ download ဆိုပြီးတော့ရှိပါတယ်ဟုတ်ကဲ့ download ဆိုတဲ့နေရာလေးကိုနှိပ်ပြီးတော့ download လုပ်လိုက်ပါအစွန်းထိ download လုပ်ဖို့လိုပါတယ်ဟုတ်ကဲ့ download လုပ်ပြီးတာနဲ့ကျွန်တော်ဆက်လုပ်ပါမယ်ဟုတ်ကဲ့ကျွန်တော် file လေးကို download လုပ်ပြီးတော့ကျွန်တော်အရင်ဆုံးကျွန်တော်ပုံမှန်ရှိတဲ့ game လေးကိုပြဖို့လိုပါတယ်ဟုတ်ကဲ့အရင်ဆုံးကျွန်တော်ပုံမှန်ရှိတဲ့ game လေးကိုပြလိုက်ပါ game လေးကိုပြလိုက်ပါမယ်ပြပြီးတော့ကျွန်တော် Jasiba လေးကို one လိုက်ပါမယ် Jasiba 1 လိုက်ပါမယ်ဟုတ်ကဲ့ဒါက Jasiba ဟုတ်ပါတယ် Jasiba မှာ one ပြီးတော့ဒီမှာ download ဆိုပြီးတော့ရှိပါတယ်ဒီနေရာမှာ download ဆိုပြီးတော့ file ရှိပါတယ်အဲ့ဒီ download ဆိုတဲ့ file လေးကိုနှိပ်လိုက်ပါဟုတ်ကဲ့နှိပ်ပြီးတော့ကျွန်တော် download လုပ်ထားတဲ့ file လေးကိုရှာလိုက်ပါမယ်ကျွန်တော် download လုပ်ထားတဲ့ file လေးကိုရှာလိုက်ပါမယ်ဟုတ်ကဲ့ဒီ file လေးဖိတ်ပါတယ် Truck Simulator Indonesia version 1.1 ဆိုပြီးတော့ဒီ file လေးဖိတ်ပါတယ်ဟုတ်ကဲ့အဲ့ဒီ file လေးကိုနှိပ်လိုက်ပါနှိပ်ပြီးတော့ဒီလိုပေါ်လာပါမယ်ဒီလိုပေါ်လာပြီဆိုရင်ဒီမှာ structure ဆိုပြီးတော့ရှိပါတယ်ဒီနေရာမှာ structure ဆိုပြီးတော့ရှိပါတယ်အဲ့ဒီ structure ဆိုတဲ့နေရာကိုနှိပ်လိုက်ပါဟုတ်ကဲ့ structure နှိပ်ပြီးတော့ကျွန်တော်မှာ password ထောင်းနေမှာဖိတ်ပါတယ် password ကကျွန်တော်အပေါ်မှာရေးဖိတ်ထားတဲ့အတိုင်းတရားရေးလိုက်ပါ D X D S I V 11ဆိုပြီးတော့ရေးပြီးတော့ okay ရှိပါတယ် okay လေးကိုနှိပ်လိုက်ပါဟုတ်ကဲ့ဒီနေရာမှာခဏဆုံးဖို့လိုပါတယ်ပြီးအောင်ဆုံးလိုက်ပါဟုတ်ကဲ့ပြီးတာနဲ့ကျွန်တော်အပေါ်မှာ folder တစ်ခုပေါ်လာပါမယ်ဒီ folder လေးကိုရှာလိုက်ပါမယ်ဒီ folder ကတော့ Truck Simulator Indonesia version 1.1 ဆိုပြီးတော့ဒီ folder လေးဖိတ်ပါတယ်ဟုတ်ကဲ့ဒီ folder လေးကိုနှိပ်လိုက်ပါနှိပ်လိုက်မယ်ဆိုရင်ဒီမှာ game file တစ်ခုရှိပါတယ်နောက်ပြီးတော့ OBB file တစ်ခုရှိပါတယ်အရင်ဆုံးကျွန်တော် game လေးကိုနှိပ်ပြီးတော့ install ထည့်လိုက်ပါမယ်ဟုတ်ကဲ့ game လေးကိုနှိပ်လိုက်ပါဒီလိုပေါ်လာပြီဆိုရင်ဒီမှာ install ဆိုပြီးတော့ရှိပါတယ် install လေးကိုနှိပ်လိုက်ပါဟုတ်ကဲ့ဟုတ်ကဲ့ install တင်လိုက်ပါဒီနေရာမှာခဏဆုံးဖို့လိုပါတယ်ခဏလေးဆုံးလိုက်ပါပြီးအောင်ဆုံးလိုက်ပါဟုတ်ကဲ့ပြီးတာနဲ့ဒီမှာ open ဆိုပြီးတော့ရှိပါတယ် open လေးကိုနှိပ်လိုက်ပါဟုတ်ကဲ့ဒီနေရာမှာ open ဆိုပြီးတော့ရှိပါတယ်ဒါကိုနှိပ်လိုက်ပါကျွန်တော် game ဒီလိုပေါ်လာပါမယ်ဒီလိုပေါ်လာပြီဆိုရင်ဒီမှာ LO ဆိုပြီးတော့ရှိပါတယ်ဒါကိုနှိပ်လိုက်ပါဟုတ်ကဲ့ဒီနေရာမှာခဏလေးဆုံးလိုက်ပါဟုတ်ကဲ့ဒီလိုအပြူရောင်ပေါ်လာပြီဆိုရင်ကျွန်တော်ပြင်ပြီးတော့ Jasiba 1 လိုက်ပါမယ်ဒါလေးကို
ဒီလိုရှမ်းပြီးတော့ receiver ပြန်ပွားလိုက်ပါပွားပြီးတော့ receiver မှာအပေါ်ဆုံးမှာ OBB file တစ်ခုရှိပါတယ်အဲ့ဒီ OBB file လေးကိုနှိပ်လိုက်ပါ okay ဒီ file လေးကိုနှိပ်လိုက်ပါနှိပ်လိုက်မယ်ဆိုရင်ကျွန်တော် OBB file တွေ့ရှိမှာဖိုက်ပါတယ်ဒီမှာရှိတဲ့ OBB file လေးကိုရှာကင်ပြီးတော့နှိပ်လိုက်ပါ okay ဒီလိုပေါ်လာပါမယ်ဒီလိုပေါ်လာပြီဆိုရင်ဒီမှာ copy ဆိုပြီးတော့ရှိပါတယ် okay ဒီနေရာမှာ copy ဆိုပြီးတော့ရှိပါတယ်ဒီ copy ဆိုတဲ့စာသားလေးကိုနှိပ်လိုက်ပါ okay နှိပ်ပြီးတော့ကျွန်တော်အပေါ်ဆုံးမှာဒီလိုဒီနေရာရှိပါတယ် okay ဒီနေရာလေးကိုနှိပ်လိုက်ပါ okay ဒီလိုပေါ်လာပြီဆိုရင် device နဲ့စတဲ့စာကြောင်းလေးကိုနှိပ်လိုက်ပါ okay ဒီစာကြောင်းလေးကိုနှိပ်လိုက်ပါ okay ဒီလိုပေါ်လာပြီဆိုရင်ဒီမှာ enter ဆိုပြီးတော့ရှိပါတယ်ဒီ enter ဆိုတဲ့နေရာကိုနှိပ်လိုက်ပါ okay ဒီလိုပေါ်လာပြီဆိုရင် OBB ဆိုပြီးတော့ရှိပါတယ် OBB ဆိုတဲ့ folder လေးကိုနှိပ်လိုက်ပါ okay ဒီလိုပေါ်လာပြီဆိုရင်ကျွန်တော်တို့စောင်းနေတဲ့ Truck Simulator Indonesia game လေးကိုရှာနေလိုက်ပါမယ် okay ဒီ game လေးဖိုက်ပါတယ်အဲ့ဒါကိုနှိပ်လိုက်ပါ okay ဒီလိုပေါ်လာပြီဆိုရင်အောက်မှာအဝိုင်းပုံစံနဲ့ရှိပါတယ်ဒီအဝိုင်းပုံစံနဲ့ရှိတဲ့နေရာကိုနှိပ်လိုက်ပါ okay ပြီးသွားပါပြီကျွန်တော်အခု game လေးကိုပြန်ပွားလိုက်ပါမယ်ဟုတ်ကဲ့ game ကတော့ပွားနေပါတယ်ချက်လိုက်ပါ okay ဒီအတိုင်းပွားလာမှာဖိုက်ပါတယ်ပွားသွားပြီဆိုရင်ကျွန်တော်အခုဒီ game ကတော့ link file လေး download လုပ်ပြီးသားဖိုက်ပါတယ်ချက်လိုက်ပါမယ် link file ကတော့ဝင်လိုက်မယ်ဆိုရင်ကျွန်တော်ဒီအတိုင်းတွေ့ရှိမှာဖိုက်ပါတယ်ဒါပေမဲ့ကျွန်တော်တို့မွင့်ရှင်တဲ့နေရာလေးကိုရွေးပြီးတော့မောင်းလို့ရမှာဖိုက်ပါတယ်ချက်လိုက်ပါ okay ဒီအတိုင်းရွေးပြီးတော့မောင်းလို့ရမှာပါ okay ဘယ်လေးမဆိုကျွန်တော်တို့ရွေးရှင်တဲ့မောင်းရှင်တဲ့ဟာလေးကိုရွေးပြီးတော့မောင်းလို့ရမှာဖိုက်ပါတယ် okay ဒီလိုdata နဲ့မောင်းလို့ရမယ်နေရာလေးကိုလည်းကျွန်တော်ရွေးပြီးတော့မောင်းလို့ရမှာဖိုက်ပါတယ်ဘယ်လေးမဆိုအလုံးကိုကျွန်တော်မောင်းလို့ရမှာပါအမေနောက်တစ်ခုကတော့ဒီ game ကတော့ပိုက်ဆံကူပြီးသားမဟုတ်ပါဘူးဒီ OBB ကပိုက်ဆံကူပြီးသားမဟုတ်ပါဘူးအဲ့ဒါလေးကိုသိရှိဖို့လိုပါတယ်ပိုက်ဆံကူပြီးသားလို့ပြီးတော့အဆံပြင်မယ်ဆိုရင်ကျွန်တော်ပိုက်ဆံကူပြီးသားလည်းတင်ပြမှာပို့ရှိပါတယ်အဲ့ဒါကြောင့်ကျွန်တော် channel Fighter Myanmar Game Official channel လေးကို subscribe လုပ်ပါတော့ကိုအလုံးကိုတောင်းဆိုရှင်ပါတယ် okay ကျွန်တော်ဗီဒီယိုလေးကိုအစွန်းလေးရှင်းပေးတဲ့ဤကူတို့အလုံးကိုအထူးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်လည်တွေ့ဆုံပါမယ်